ပြာနဲ့ရွှေစကိုင်းတောင်ကမ်းပြာနဲ့ရွှေစကိုင်းကလေးကွန်ရက်သတင်းမွန်အတွက်မင်း80မြို့တော်စကိုင်းမင်း80မြို့တော်စကိုင်းအင်းငါပြောညွှန်ချွေမင်္ဂလာတော်မောရှင်ဝေအသင်ခရာစောယုံမြေရောက်တိုင်းမိုးရောက်တိုင်းဆောင်ရောက်တိုင်းမနဲ့တိုင်းနေတိုင်းညတိုင်းလွေရောက်တိုင်းမိုးရောက်တိုင်းဆောင်ရောက်တိုင်းမနဲ့တိုင်းနေတိုင်းညတိုင်းကမ္ဘာလည်းရှာဖွေခိုင်းခုတိရှိကြည့်တူမရှိချွေစကိုင်းမြန်သမိုင်းတို့ပေါ်လိုက်တန်တိုင်းပြည်တဲ့မြို့တော်စကိုင်းဟင်းမြို့တော်စကိုင်းဟင်းမြို့တော်စကိုင်းဟိုရှိခါခေါ်ဆိုကြတို့မြို့တော်ကဇေယပူရဟေ့ဇေယပူရဟေ့ပင်လေမျိုးစားသည်ဟာသူလင်းရင်သူကိုကောက်တော်မူဟဲ့ကောက်တော်မူယတနာဘုံဒီဝီမီဗျာဇောယုံမင်းသားသူမွေးဖွားဟဲ့သူမွေးဖွားသာသနာထုံးကားသည်ရွှေတိုင်းဌာနီဇေယပြီဟဲ့